episode 7လေးရဲ့စမှာတော့ Rango ကသူမအမေရဲ့မုံဆိုင်မှာလှုပ်နေရကိုပြထားပါတယ် Rango ကချီရိုးကိုလည်းလောက်ကူလို့ဖို့ခေါ်ထားပါတယ်ချီတော့အကြောင်းပေးရမှာမနာရတာကြောင့်စိတ်ညစ်နေပါတယ်ဒီချိန်မှာပဲ Rango ရဲ့အမေကရန်ဖြစ်နေတဲ့ချီရိုးနဲ့ Rango အရန်လိုက်ပတ်တဲ့ဇုံတွဲလေးပဲစိတ်မပူပါနဲ့မင်းတို့နှစ်ယောက်လက်ထပ်ပြီးသွားရင်ငါမင်းတို့ဒီမိဖို့ကြောင့်လှုပ်တယ်မခိုင်းတော့ပါဘူးဆိုပြီးတော့နောက်နေပါတယ်Rango ကသူမအမေကိုဘာပြောနေရလဲဆိုပြီးထွက်သွားတော့မယ့်ချိန်မှာချော်လဲမလို့ဖြစ်သွားပြီးတော့ချီရိုးက Rango ရဲ့လက်ကိုလှမ်းဆွဲထားလိုက်ပါတယ်နောက်တော့ Rango ကချီရိုးနဲ့စတွေ့တော့အချိန်ကိုစဉ်းစားလိုက်မိပြီးတော့အချိန်တော့သူမတင်ကြံကောင်းထဲမှာလမ်းပြောင်းနေရပါဒါကိုချီရိုးကတွေ့သွားပြီးတော့သူမကိုပြန်ခေါ်သွားပါတယ်နောက်တော့ဖះเจ้าမှာချင်းချင်းမိတ်ဆက်လိုက်ကြပြီးတော့ငွေချင်းတွေဖြစ်သွားပါတယ်ချီရိုးကတော့ငယ်ငယ်ကနေကဇုံမီကားတွေကိုတော်ကြိုက်နေတတ်တာပါRango ကဇုံမီကားတွေကိုမကြည့်ချင်တာကြောင့်ချီရိုးကိုပြန်ထွက်ကစားရအောင်လို့ခေါ်နေပေမဲ့လည်းချီရိုးကပြင်းစရာကောင်းတယ်လို့ပြောနေတာကြောင့် Rango က TV ကိုပိတ်လိုက်ပါတယ်ဒီလိုနဲ့နှစ်ယောက်သားအပြင်ထွက်ကစားဖို့ထွက်လာကြပါတယ်Rango ကချီရိုးကိုနေကဘာကြီးလုံးလို့ရှိလဲဆိုပြီးတော့မေးလိုက်ပါတယ်ချီရိုးကတော့ဇုံမီကားတွေကြည့်တယ်တစ်ခါလေပြင်းရင်ဇုံမီစာကိုဖတ်တယ်လို့ပြောလိုက်ပါတယ်Rango ကနေကဇုံမီမဟုတ်တဲ့ဟာတွေရောမလုပ်ဘူးလားလို့မေးလိုက်ပါတယ်မုံစားတယ်လေဆိုပြီးတော့ချီရိုးကပြန်ပြောလိုက်ပါတယ်နောက်တော့ချီရိုးကချယ်ပင်းကြီးရဲ့အောက်ကိုဒုံးနဲ့တူးနေပါတယ်Rango ကတော့ဘာကြီးလောက်နေရလဲဆိုပြီးတော့မေးလိုက်ပါတယ်ချယ်ပင်းရဲ့အောက်မှာအလောင်းတွေမြုပ်ထားတယ်လို့ပြောကြလို့တူးနေရဆိုပြီးတော့ချီရိုးကပြောလိုက်ပါတယ်တူးနေနေလဲချီရိုးကဒီအောက်မှာဇုံမီတွေရှိနေနိုင်တယ်ဆိုပြီးတော့ပြောနေပါတယ်ကြောက်ဖို့ကောင်းတယ်ရက်လိုက်ပါတော့ဆိုပြီးတော့ Rango ကပြောနေချိန်မှာနောက်ထပ်ကလေးနှစ်ယောက်ကရောက်လာပြီးတော့အဲ့ဒါချီရိုးမလားဟမ်သူကကောင်မလေးတစ်ယောက်နဲ့ကစားနေရလားမင်းကဘလို့ကောင်းလဲငါတို့ကမင်းနဲ့မကစားလို့မင်းကကောင်မလေးနဲ့စော့နေရလားဆိုပြီးတော့ချီရိုးပြောလိုက်ပါတယ် Rango ကတော့နင်တော့ဘာဖြစ်နေရလဲသူမင်းကလေးတစ်ယောက်နဲ့ကစားတော့ဘာဖြစ်လို့လဲဆိုပြီးတော့ပြောလိုက်ပါတယ်ချီရိုးကတော့ငိုပြီးတော့ပြေးထွက်သွားပါတယ်Rango ကတော့သူခေါ်လာတဲ့မင်းသားလေးကဇုံမီကားတွေကိုလွန်ကျိုက်နေတတ်ပြီးတော့ငိုတန်တဲ့ကောင်လေးမှတိသွားကြကြောင်း Rango ကချီရိုးပေါ်မှာဆက်ဆံရေးတွေအေးဆက်သွားပါတယ်ဒီလိုနဲ့ Rango တို့မိသားစုလေးကမြို့လေးကထွက်သွားကန်ဒီမှာနှုတ်ဆက်နေကြပါတယ် Rango အမေကတော့မြို့လေးရောဘယ်ရောက်သွားလဲဆိုပြီးတော့မေးလိုက်ပါတယ်မြို့ကနေမကောင်းလို့စေကန်းသွားပြရပါတယ်ဆိုပြီးတော့ချီရိုးဖေပြောလိုက်ပါတယ်ပြီးတော့ Rango ကိုလည်းချီရိုးမနှုတ်ဆက်တော့ဘူးလားဆိုပြီးတော့အမေဖြစ်သူကမေးလိုက်ပါတယ်နှုတ်ဆက်တော့ပါဆိုပြီးတော့ Rango ကပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ခုလက်ရှိချိန်တွေကိုပြထားပြီးတော့ချီရိုးနဲ့ Rango ကမုန်းနေပို့နေကြပါတယ်နောက်တော့နှစ်ယောက်သားလမ်းလျှောက်လာရင်လည်းဖះเจ้าအောင်ဝင်ပြီးတော့ချီရိုးဖေကိုလည်းမုန်းနေပေးခဲ့ပါသေးရဲ့နောက်တော့မုန်းနေပတ်ပို့လိုက်တာနှစ်ခုပဲကြံပါတော့ပဲဒီချိန်မှာပဲချီရိုးကိုဂျာစုတာကားတွေ့သွားပြီးတော့ Rango နဲ့ချင်းတွေ့နေရလားဆိုပြီးတော့မေးလိုက်ပါတယ်ချီတော့ယူရဲ့အဲ့လိုဖြစ်နိုင်ပါမလားဆိုပြီးတော့ညင်းလိုက်ပါတယ်အဲ့လိုဓာတ်ရိုက်ကြီးညင်းစရာမလိုပါဘူးဆိုပြီးတော့ Rango ကပြောလိုက်ပြီးတော့နှစ်ယောက်သားရန်ဖြစ်နေပါတယ်ဂျာစုတာကားတော့နေပေါင်းဒါချစ်သူနှစ်ယောက်စကားများရဆိုပါလားဆိုပြီးတော့ပြောလိုက်ပါတယ်တကယ်ပါပဲမင်းကပထမတော့ရဲဟာနဲ့ခု Rango နဲ့လားမင်းကဘာလို့ကောင်မလေးနဲ့အဲ့လောက်အဆင်ပြေနေရတာလဲမင်းပြောတော့မင်းကလေးတွေကိုစိတ်ဝင်စားပဲဇုံမီတွေကိုပဲစိတ်ဝင်စားတယ်ဆိုဘယ်လိုဖြစ်ရတာလဲမင်းကတကယ်ပဲဂယုမစိုက်တာလားဒါမှမဟုတ်မင်းငါတို့ကိုအယူလုံနေလားဆိုပြီးတော့ဂျာစုတာကားမေးလိုက်ပါပဲဂျာစုတာကားစိတ်လျှော့ထားပါငါဘယ်လိုလုပ်ပြီးစိတ်လျှော့နိုင်မှာလဲငါမင်းကိုဂယုမစိုက်ဘူးဆိုပြီးတော့ချီရိုးကပြောလိုက်ပါတယ်Rangoနင်ဒီကောင်ကိုဘယ်လိုမျက်လုံးနဲ့ကြည့်ရလဲသူကယုံလည်းမဖြောင်းဇုံမီတွေကိုလည်းစိတ်ဝင်စားတယ်အပြင်းလဲထူတယ်ပြီးတော့ဘာမှလည်းသုံးစားလို့မရဘူးဆိုပြီးတော့ဂျာစုတာကား Rango ကိုမေးလိုက်ပါတယ်Rango ကတော့ဒါမှန်ပါတယ်ဘာလဲဟာမငြင်းဘူးလားဟာဒါနဲ့မင်းကလည်းချောတာမှန်သမျှလိုက်ကြိုင်နေနှာဘူးကောင်ပဲဆိုပြီးတော့ချီရိုးကပြောလိုက်ပါတယ်ဟုတ်တယ်ငါဘူးတာငါကုန်းယူတယ်ဆိုပြီးတော့ဂျာစုတာကားပြောလိုက်ပြီးတော့ချီရိုးနဲ့ရန်ဖြစ်နေပါတယ်ဒီချိန်မှာပဲ Rango ကငယ်ဘဝအကြောင်းကိုစဉ်းစားလိုက်မိပြီးတော့သူမအသက်6နှစ်တောင်သူမအဖေရဲ့တင်းကျပ်တိုက်တွန်းမှုကြောင့်ဆိုင်လေးကိုစူစူရဲ့မြို့ကိုပြောင်းလာပါတယ်ချီရိုးတို့ရဲ့ဖះเจ้าနဲ့လည်းတိတ်မဝေးရကြောင်းချီရိုးသူမအမေဖြစ်တော့အိမ်ကိုကစားဖို့လဲခေါ်လာပါတယ် Rango ကချီရိုးကိုကစားအောင်လို့ခေါ်နေပေမဲ့လည်းချီရိုးကမကစားခြင်းပဲပြောနေပါတယ်နောက်တော့ Rango ကဆိုင်ထဲမှာထိုင်နေရအောင်သူမအမေကတွေ့သွားပြီးတော့နင်တို့ဘာလို့အတူတူမကစားကြရလဲဆိုပြီးတော့မေးလိုက်ပါတယ် Rango ကတော့ချီရိုးကမကစားခြင်းလို့ပြောနေရဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဒါဆိုရင်ဒီနားခွေးဆိုင်ကိုဘာလို့မသွားရလဲဆိုပြီးတော့ Rango အမေကပြောလိုက်ပါတယ်ဒီလိုနဲ့ချီရိုးနဲ့ Rango ခွေးဆိုင်ကိုရောက်လာပါတယ်ချီရိုးကတော့ခွေးဆိုင်မှာဇုံမီစကားတွေကိုရွေးနေပြီးတော့ဆိုင်ရှင်ကိုလည်းသူရွေးထားတဲ့ဇုံမီစကားကိုပြလိုက်ပါတယ်ဆိုင်ရှင်ကတော့ဒီကအမေရိကန်အသစ်ထွက်လာတဲ့ဇုံမီစကားဖြစ်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီစကားကရမ်းချမ်းတယ်နော်ဒီတော့လူကြီးတွေမသိစေနဲ့ဆိုပြီးတော့ဆိုင်ရှင်ကမှားလိုက်ပါသေးရဲ့ဒီလိုနဲ့နှစ်ယောက်သားပြန်လာကြပြီးတော့ Rango ကသူဒီကားတွေကိုမကြိုက်ဘူးလို့ပြောနေပြီးတော့ချီတော့နင်ကြည့်ပြီးကြိုက်သွားမှာပါဆိုပြီးတော့ပြောလိုက်ပါတယ် Rango ကတော့ချီတို့ရှေ့ကပိတ်ရက်လိုက်ပြီးတော့ငါဒီကားတွေကိုမကြိုက်ဘူးအနမီပဲကြည့်ကျင်တယ်ဆိုပြီးတော့ပြောလိုက်ကချီတို့လက်ထက်ကဇုံမီခွေကိုယူပြီးတော့ဆိုင်ကိုပြန်သွားလေဖို့ပြေးသွားပါတယ်ဒီလိုနဲ့လမ်းတနေရာမှာတော့လမ်းခွေးတစ်ကောင် Rango ရံမှုနေပါတယ်ချီတို့ကပိုင်လုံးတစ်ချောင်းယူပြီးတော့ခွေးကိုခြောက်လိုက်ပြီးတော့ Rango ကိုကယ်လိုက်ပါတယ်Rango ကတော့ချီတို့အချိန်ကနေစပြီးချစ်မိသွားတာပါ Rango ကချီတို့နင့်ရဲ့ပထမဆုံးနန်းကဘယ်လိုဖြစ်မလဲဆိုပြီးတော့မေးလိုက်ပါတယ်ချီတို့ကတော့ဇုံမီကောက်မလေးနဲ့နန်းကျင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီလိုနဲ့ခုလက်ရှိချိန်တွေကိုပြထားပြီးတော့ Rango ကချီတို့သူမရဲ့လက်ကိုကင်ထားပါဆိုပြီးတော့ပြောလိုက်ပြီးတော့လမ်းတူလျှောက်လာပါတယ်နောက်တော့ Rango ကချီတို့ငါတို့ပထမဦးဆုံးလက်ကင်ခဲ့တဲ့အချိန်ကဘယ်ချိန်လဲဆိုပြီးတော့မေးလိုက်ပါတယ်ငါတို့စားတွေ့တော့အောင်လားမင်းသိန်းချိုင်းထဲမှာငိုနေကြအောင်ငါနင့်ကိုခေါ်ထုတ်လာပေးခဲ့ရလေဆိုပြီးတော့ချီတို့ကပြန်ဖြေလိုက်ပါတယ်ဒီလိုနဲ့မုန်းနေကုန်ပို့ပြီးသားအကြောင်းပြန်လာကြပြီးတော့ Rango ကချီတို့အိမ်ပြန်လို့ရပြီဆိုပြီးတော့ပြောလိုက်ပါတယ်ချီတို့ကလည်းပျော်သွားပြီးတော့ပြန်တော့မဲ့ချိန်မှာ Rango ကချီတို့ရဲ့လက်ကိုဆွဲထားပြီးတော့ချီတို့ကိုနမ်းမလို့လှုပ်လိုက်ပြီးတော့နင့်ကိုနမ်းဖို့လှုပ်
နေတာမဟုတ်ဘူးအနမ်းကအရေးကြီးရဆိုပြီးတော့ရန်ကိုကပြောပြီးတော့ထွက်သွားပါတယ်နောက်တော့ရန်ကိုက Red House ကိုလုံးဝမရှုံးစေရအောင်ဆိုပြီးတော့ on နေပါတယ်ဒီနေရာလေးမှာတင် episode 7လေးကတော့ပြီးဆုံးသွားပါတယ်ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင် subscribe လေးတွေလုပ်ပေးသွားခြင်းအပြင်အကူအညီပေးလို့ရပါတယ်